ဒီလိုဒီလိုဒီလိုကိုယ့်ရဲ့ပုံတွေကိုအမိုက်စားဘောလုံးသမားပုံတွေဖြစ်အောင်မိနစ်ပိုင်းတွင်ဘယ်လိုဖန်တီးမလဲ Hello guys အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နည်းပညာအတူစားလေးတွေကိုမျှဝေပေးမဲ့သူပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်လိုက်အောင် Let's go ပထမဦးဆုံးအနေနဲ့ဖုန်းထဲမှာရှိတဲ့ Gemini ဆိုတဲ့ application လေးကိုဝင်လိုက်ပါမယ် Okay ပါပြီးရင်အပေါင်းလေးကိုနှိပ်လိုက်ပါမယ်ပြီးရင် Galaxy ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့မိမိကြိုက်တဲ့ပုံလေးကိုရွေးချယ်ပါမယ်ကျွန်တော်ကဒီပုံလေးကိုရွေးချယ်လိုက်ပါမယ် Okay ပါပြီးရင်ထည့်ရမယ့်စာသားလေးကိုnote ထဲမှာမှတ်ထားတာဖြစ်တဲ့အတွက်တွားပြီးတော့ copy ယူလိုက်ပါမယ်ဒါလေးကိုဖိထားလိုက်မယ်ပြီးရင် select all ဆိုတာလေးကိုနှိပ်ပြီး copy ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်ပြန်ထွက်လိုက်မယ်Okay ပါပြီးရင် Gemini ဆိုတဲ့ application လေးကိုပြန်ဝင်မယ်ဆိုတော့ကထည့်ထားတဲ့ပုံရဲ့အောက်ကလေးမှာပို့လာတဲ့စာသားလေးကို paste ချလိုက်ပါမယ်ကျွန်တော်ကဘောလုံး poster လေးရေးထားတာဖြစ်တဲ့အတွက်ဖြတ်လိုက်ပါမယ်မဖြတ်လည်းရပါတယ်ပြီးရင်မြားလေးကိုနှိပ်လိုက်မယ် Okay ပါဒါဆိုရင်သူလှုပ်ဆောင်ပေးနေပါပြီဒီနေရာမှာကျွန်တော်ပြောချင်တာကတခြားပြင်နေတဲ့လူတွေပြင်လို့ရပါတယ်ကျွန်တော်ကပါဖို့နဲ့လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခြားသူတွေကတခြားသောအသင်းတွေကိုမိမိကြိုက်တဲ့အသင်းကိုပြင်လို့ရပါတယ် Manchester United, Man City, Chelsea စသဖြင့်မိမိကြိုက်တဲ့အသင်းကိုပြင်လို့ရပါတယ်အဲ့ဒီကလီဗာပူးဆိုတဲ့စာတွေအကုန်လုံးမှာမိမိထားလို့တဲ့အသင်းစာကိုထည့်ပါပြီးရင်မိမိနာမည်ကိုထည့်ပါပြီးရင်နံပါတ်မှာလည်းမိမိကြိုက်တဲ့နံပါတ်ကိုထည့်ပါ Okay ဒါဆိုရင်ကျွန်တော်လုပ်ထားတဲ့ပုံလေးရရှိသွားပါပြီကြိုက်တဲ့ဒါလေးကိုနှိပ်လိုက်မယ်ပြီးရင်ညပြထားတဲ့နေရာလေးမှာ download ကလပ်လေးကိုနှိပ်ပြီးတော့ download လုပ်ယူထားလို့ရပါတယ်ဒီလိုမျိုးအမိုက်သားပုံတွေကိုထုတ်ချင်တယ်ဆိုရင်နောက်မှာတခြားမတူတဲ့ design တွေကိုလည်းပဲကျွန်တော်ထည့်ပေးထားပါတယ်နံပါတ် site 1 2 3 4 5ဆိုပြီးတော့ထည့်ပေးထားပါတယ်ဒီဟာလေးတွေရဲ့စာသားလေးတွေကိုလည်းပဲကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာ1 2 3 4 5ဆိုပြီးတော့ထည့်ပေးထားပါမယ်မိမိချန်နယ်ရဲ့တင်တွေကိုမိမိချန်နယ်တက်လို့ပြောင်းလဲပြီးတော့အဲ့လိုကြည့်လို့ရပါတယ် Thanks for watching အားလုံးကျေးဇူးတင်ပါတယ်